စိတ်ရှိခြင်းလို့ပါပါတယ်ဖေ။တချို့အရာတွေမှာတစ်ဖက်သားစိတ်ထိခိုက်မှာစိုးလို့လိန်ညာမိခဲ့တယ်ဆိုလို့ရှိရင်လိန်ညာလိုတဲ့စိတ်မရှိပါဘူးဖေ။သူများထိခိုက်မှာစိုးလို့လိန်မိတာဆိုရင်ရောတီလာပြတ်ပါသလားဖေ။လိန်ညာလိုတဲ့စိတ်ပဲအဲ့ဒါ။လိန်ညာလိုတဲ့စိတ်ဆိုတာကသူများကိုထိခိုက်မှာစိုးလို့ဆိုတာကတက်တက်တခံတာအဲ့ဒါကလိန်ညာလိုတဲ့စိတ်ဆိုတော့ကိုမဟုတ်တာပြောမယ်ဆိုတာကိုသိတဲ့စိတ်ကိုလိန်ညာလိုတဲ့စိတ်လို့ပြောတာနော်။ငါမဟုတ်တာကိုပြောရတော့မယ်ဆိုတာကိုသိတဲ့စိတ်ကိုလိန်ညာလိုတဲ့စိတ်လို့ပြောတာပါနော်။ပြောတာဟုတ်။ဆက်မေးကုန်ပါရှင်ဗျာ။တိမ်မှာတပည့်တော်တို့ထမင်းဖိတ်ကျွေးရပေါ့ရှင်ဗျာ။အဲ့ဟင်းကတပည့်တော်တော်တော်အဆင်မပြေပါဘူးရှင်ဗျာ။ဒါပေမဲ့လည်းအင်ရှင်ကျင်နဲ့အရန်စားကောင်းတာပဲအရန်စားကောင်းတာပဲလို့ပြောလိုက်တဲ့အခါမှာအင်ရှင်ကျင်နဲ့သွားရပေါ့နော်။ဒါဆိုရင်တပည့်တော်သူ့ရဲ့ပျော်ရွှင်မှုတွေကိုဖန်တီးပေးလိုက်တာပေါ့နော်။ဒါပေမဲ့တပည့်တော်မှာရောအဲ့လိုသီလပြတ်သွားပါလား။ပြတ်တာပေါ့မဆိုင်ဘူးပြတ်တယ်သီလပြတ်တာပေါ့။လိန်ညာလိုတဲ့စိတ်နဲ့ပြောလိုက်တာပါလေသူများကိုကောင်းစေခြင်းလို့ပဲပြောမကောင်းစေခြင်းလို့ပြောလိန်ညာတဲ့ဆိုကြတဲ့ကကိုတီလာပြတ်ပြီပဲနော်တီလာပြတ်ပြီအဲ့ဒါကြောင့်လဲတစ္ဆာစကားတွေမစွမ်းကြတာပေါ့နော်အဲ့ဒါကြောင့်မျိုးမျိုးသုံးနေကြတာလေပေါ့နော်ကောင်းစေခြင်းလို့တစ်မျိုးမကောင်းစေခြင်းလို့တစ်မျိုးလိန်နေကြတာပဲလိန်ညာမျိုးမျိုးတွေနဲ့လက်ပတ်နေတာဆိုတော့တစ္ဆာစကားတွေလည်းမစွမ်းကြတော့ဘူးပေါ့နော်အဲ့ကြောင့်ဦးဇင်းတို့အခက်အခဲကြုံလာရင်ကိုတစ္ဆာဆိုပြီးတော့ဖြည့်ချင်းနေတယ်ဆိုရင်တော့ဟိုလိုအခုတိနားလဲတဲ့ချင်းစားပြီးတော့မုဒ္ဒဝါဒကိုထိမ့်သိမ့်တယ်အဲ့ဆိုရင်ချင်းတစ်ခုကြာလာတဲ့အခါမှာဒီဟာတွေကအစွမ်းတစ်ခုတော့ထက်လာတာပေါ့နော်တစ္ဆာစကားတွေကလေနော်ဟုတ်